ဘယ်လိုဖြစ်သွားလဲနော်သွေးစစ်ကိုရှာခဲ့တဲ့အဖြူကြီးစိုးရေးဆိုတဲ့အာပါတိုက် South Africa မှာဘယ်လိုဖြစ်သွားသလဲနော်ဒါတွေကိုကျွန်တော်တို့သိဖို့လိုအပ်ပါတယ်အဲ့တော့ဥပေခင်ကဘာပြောလဲဆိုလို့ရှိရင်ဒီနေ့သွေးနှောတယ်လည်းပြောနေတယ်တဲ့သိမ့်မှန်တဲ့စကားပြတယ်သွေးနှောတာလေဘယ်တော့မှနှောခဲ့လဲဆိုတော့1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းသွေးနဲ့ဆရာကြီးဦးရာသာသွေးနှောခဲ့တယ်ဗျအဲ့ဒီသွေးနှောတဲ့ဇလန်းကမြန်မာနိုင်ငံရန်ကုန်မြို့မှာရှိတဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာလေဆရာဦးကုန်နေရဲ့သွေးနဲ့ဦးနေဝင်းရဲ့သွေးနှောခဲ့ပါတယ်အဲ့ဒါသွေးနှောပါဒါကြောင့်မလို့အဲ့ဒီလိုသဘောတရားလေးတစ်ခုကိုတရားသဘောနဲ့ရှုမြင်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ပြည်တော်စုသားမြန်မာနိုင်ငံသားအားလုံးတို့ဟာဒီဖေးဆိုင်လိုက်ရတဲ့ကိစ္စရပ်တစ်ခုပေါ်မှာဆက်လက်ပြီးတော့ကျွန်တော်တို့ရှောင်လန်းမှုလိုအပ်ပါတယ်ကျွန်တော်ကိုအရှိကြီးပြောခိုင်းတယ်ကျွန်တော်အရှိကြီးမပြောဘူးခင်ဗျာတော့လူရင်းလူရှင်းလေးကိုပဲပြောမယ်ဘာသာရေးရှုထောင့်ကလူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာသာရေးစကားလေးနည်းနည်းပြောခွင့်ပေးပါကျွန်တော်တို့အစ္စလာမ်သာသနာမှာမတရားမှုတစ်ခုကိုပြန်လည်ပြီးတော့တုံ့ပြန်ခွင့်ပေးထားတယ်သို့တော်လည်းပဲနော်မင်းတို့ခံရတဲ့အတိုင်းအတာလောက်ကလေးမင်းတို့တုံ့ပြန်ကြပါတဲ့ဒါကလည်းပဲကျွန်တော်တို့အစ္စလာမ်သာသနာနဲ့နော်ဆက်နွယ်နေတဲ့ဂျူးဝါဒမှာလည်းအဲ့ဒါရှိပါတယ်မျက်လုံးတစ်လုံးကိုမျက်လုံးတစ်လုံးသွားတစ်ချောင်းကိုသွားတစ်ချောင်းဒါဟာဒီမဟာလူသားပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်တဲ့မိုးဆက်မူဆာရဲ့ဥပဒေကနေရာမှာဖြစ်ပါတယ်သို့တော်လည်းပဲအဲ့ဒါကိုကျွန်တော်တို့အတုံးလိုက်အတက်လိုက်အတိတ်ပဲဖွင့်လိုက်နေဆိုရင်အကြမ်းမဖက်ပဲနဲ့အမှန်တရားကိုရယူတဲ့နည်းကိုကျင့်သုံးခဲ့တဲ့အိန္ဒိယနိုင်ငံကမဟာတမဂန္ဒီကြီးကပြောတယ်မျက်လုံးတစ်လုံးကိုမျက်လုံးတစ်လုံးသွားတစ်ချောင်းကိုသွားတစ်ချောင်းစဉ်းစားသားနဲ့အဲ့ဒီတရားကိုကျင့်သုံးရတော့တဲ့အဲ့ဒါကိုမင်းတို့တစောက်ကန်းအတုံးလိုက်အတက်လိုက်ကျင့်သုံးရင်ကဘာလုံးမြက်ကန်းတွေသကြိုးတွေဖြစ်ကုန်နေတယ်နော်အဲ့ဒါကြောင့်မလို့ပြစ်မှုနဲ့ပြစ်တာမိမိခံစားရတဲ့အလျောက်တုံ့ပြန်ပါတဲ့အဲ့ဒါကုရ်အာန်ထဲမှာလည်းအဲ့ဒါပါတယ်သို့တော့တဆင့်တက်ပြီးပြောထားတယ်ကုရ်အာန်မှာတိုက်ရိုက်ကုရ်အာန်မှာပါတယ်အမှန်နဲ့အမှားတူနိုင်မလားတဲ့အဲ့တော့မင်းတို့တုံ့ပြန်ကြတဲ့ဘယ်လိုတုံ့ပြန်ခိုင်းလို့အမှားကိုအမှန်နဲ့တုံ့ပြန်ကြတဲ့မကောင်းမှုကိုကောင်းမှုနဲ့တုံ့ပြန်ကြတဲ့တစ်ချိန်လုံးကမင်းတို့ကိုရန်သူလို့တတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေဟာမင်းတို့ရဲ့မိတ်ဆွေဖြစ်သွားပါတယ်အဲ့တော့ဓမ္မသမားနဲ့အဓမ္မသစ္စာသမားနဲ့မိစ္ဆာသမားဘယ်လိုများမိတ်ဆွေအဖြစ်ကိုရောက်သွားနိုင်လို့အဲ့တော့အထက်ကတာပညာရှင်များကဖွင့်ဆိုကြပါတယ်အမှန်တရားနဲ့အမှားကိုတုံ့ပြန်ရလို့ဆိုတဲ့အခါမှာအဲ့ဒီအမှားတရားကြဆုံးသွားအောင်အဓမ္မဝါဒအမြင့်ပြတ်သွားအောင်လုပ်မှသာဖြင့်နော်အမှန်ကိုအမှားနဲ့တုံ့ပြန်ရဖို့ရောက်ပါလိမ့်မယ်တဲ့အဲ့ဒါကြောင့်မို့ခုနကျွန်တော်အရှိဆက်ဆက်ကပညာရှင်များကျွန်တော်တို့ပြောသွားတယ်ဥက္ကုဏီနဲ့ဥနေဝင်းအမှန်တရားတွေအသက်ပေးသွားတဲ့အတွက်သူတို့ရဲ့နောက်တော်ဘဝရဲ့စကားကတော့ဖြင့်အင်မတန်လှလှလေးနဲ့သူတို့ဆက်ပြီးတော့ကြွားများနေကြပါလိမ့်ကြံရတဲ့လူတွေဘာလုပ်ကြမလဲနော်အမှားကိုအမှန်နဲ့တုံ့ပြန်ရတယ်အဲ့ဒီအဓမ္မဝါဒအကျမ်းဖက်ဝါဒရုပ်ပိုင်းဆိုင်ရာဖြစ်စည်းမှုသည်တို့အတွက်အောင်နိုင်မှုဖြစ်မယ်ဆိုတဲ့သဘောလောက်မှဇောင်းမလက်တဲ့ဉာဏ်ကိုကျွန်တော်တို့ကလုံးဝတွန်းလှန်ပြရမယ်ဆိုတာကိုတော့သဘောပေါက်ဖို့လိုအပ်ပါတယ်